အခုလည်းပဲပုဏ္ဏပတုမာတာဆိုတဲ့ဘီလူမရဲ့ပုဏ္ဏပတုဆိုတဲ့အရွယ်ရောက်ပြီးသားသားကလေးဘလူးလေးရဲ့အရွယ်မရောက်သေးတဲ့ဥတ္တရာဆိုတဲ့သမီးလေးရဲ့ဒီမိသားစု၃ယောက်ဟာညနေနေဝင်ရိုးရီအချိန်မှာအစာရှာထွက်လာကြအစာရှာထွက်လာတယ်ဆိုတာဒုက္ခများစားရမယ်တောက်ရမယ်ဆိုအစာမှန်သမျှတွေ့တာကိုကောက်ယူပြီးတော့စားကြတယ်လူတွေစားတဲ့အစီကဖိတ်စင်ကြတာလေးကောက်ယူပြီးတော့စားကြတယ်အေးစေတော်အကြောင်းသားရောက်လာတဲ့အခါကျတော့အဝေးကနေလှမ်းကြည့်လိုက်တဲ့အခါမြတ်စွာဘုရားနဲ့တန်ဃာတွေကဝန်းရံပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေတာကိုမြင်တဲ့အခါကျတော့တန်ဃာတွေနဲ့ဘုရားမြင်လိုက်တဲ့အခါသူစိတ်ထဲမှာဘလို့ဖြစ်တယ်အဲ့ဒီမှာတရားနာခြင်းနဲ့စိတ်မရှိသေးဘူးအဲ့ချင်းအုပ်စုနဲ့မြင်လိုက်တဲ့အခါဒီနေရာမှာစားစရာများဝေးနေတာလားဆိုပြီးတော့ဘက်ကဆန္ဒပြီးကိုသူကစားစရာများရမလားလို့ဆိုပြီးတော့ဇေယျဝန်ကျောင်းဘုတ်ကနေစွတ်ပြီးတော့ဝင်လာတယ်တကယ်တော့ဇေယျဝန်ကျောင်းမှာအဆောက်နတ်တွေကအခုလို့သူလိုအယုတ်ဆိုးအကြီးတန်းဆင်းရဲတဲ့ဘုံမစိုးနှမျိုးအဝင်မခံဘူးတဲ့သို့တော့အဲ့ဒီအချိန်လေးမှာတော့သူ့ရဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့အနေအထားမျိုးဖြစ်နေလို့လားသို့မဟုတ်မြတ်စွာဘုရားတရားဟောနေတာကိုအာယုစိုက်လို့သူကနေပြီးတိတ်တဆိတ်ခိုးဝင်သွားလို့လားမမြင်လိုက်ဘူးပေါ့ဘုရားနာထီအောင်ရောက်သွားတယ်ရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားတရားဟောနေတာကိုသူကြားပြီးတော့ရပ်နေတာပေါ့ဘုရားတရားတော်ကိုနားထောင်သူမှအသိဉာဏ်ရှိတယ်အဲ့ဒီလိုရပ်ပြီးနားထောင်နေတဲ့အချိန်မှာဘာလို့တုံးဆိုတော့ခုနကသူ့လက်ကဆွဲလာတဲ့သားကလေးရဲ့ချီးလာတဲ့သမီးလေးအမေဘာလို့ရပ်နေတာတော့သားတို့သမီးတို့ဆာလာပြီးသွားပါရှေ့သွားပါရှာပါနဲ့ဒီလိုပြောတဲ့နော်အဲ့ဒီလိုပြောတဲ့အခါ तू ကတရားနာနေတာဖြစ်တော့ကြောင့်သူသားသမီးတွေကိုပြန်ပြောတဲ့စကားလေးဟာအင်တန်မှတ်သားစရာကောင်းတယ်ပေါ့တုံနီဥတ္တရိကေဟောဟိတုံနီဟောဟိပုဏ္ဏပတုသမီးဥတ္တရာတိတ်တိတ်နေစံသူတို့ကပူညံလုပ်တယ်လေကလေးကဆာတာကိုအေးဥတ္တရာနဲ့တိတ်တိတ်ကလေးနေစံပုဏ္ဏပတုစကားမပြောနဲ့တိတ်တိတ်နေစံဒီလိုပြောပြီးတော့ဘာဆက်ပြောတော့ဆိုယာဝဟံဗုဒ္ဓတိဋ္ဌတဓမ္မံသုတ္တမိတထုတလောကလုံးရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့တရားဆုံးသည့်ထီအောင်ငါနာခြင်းနဲ့ငါတရားနာနေတာနားထောင်နေတာမြတ်စွာဘုရားဘာလို့ပြောနေတာတုံးဆိုတော့ငါနားထောင်နေတာမင်းတို့တိတ်တိတ်လေးနေကြစမ်းကလေးတွေကိုပြောလိုက်တယ်နော်အဗ္ဗဓမ္မသူတို့ရဲ့သင်္ကန်းစာဘဝသင်္ကန်းစာယူစရာဓမ္မကောင်းတယ်ပေါ့အဲ့ဒီမှာဘာဟောနေတယ်ဆိုတာသူသိတယ်သူသားသမီးလေးတွေကိုရှင်းပြတယ်တရားနာရင်နိဗ္ဗာန်ပခဝါအာဟ